ရှင်စင်ပြေရလားကျမမနေမကောင်းလို့ရှင်ကိုခွင့်ပြပါရှင်တစ်စက်လေးမအိုးကိုစိတ်မချအောင်စိတ်မပူပါနဲ့ပါလေဘာမှဖြစ်တော့ငါလည်းနေကိုချစ်မိနေတာဟုတ်နေအခုလိုနေမကောင်းဖြစ်တဲ့ခါကျတော့လေနေမထွက်ရင်ဘာလို့လုပ်ပြီးငါတို့တက်ဆောင်းနေပြေးလဲပါမယ်ငါမလုပ်ဘူးဆိုတာတော့မှန်တာပေါ့ဒါမဲ့လည်းမင်းမနေမကောင်းတော့မင်းကရဲ့ငါထွက်လိုက်ပါမယ်နော်ကျမခံနိုင်ပါတယ်ကျမပဲထွက်လိုက်ပါမယ်ကဲပါကွာနားပါမင်းနော်ဒီမှာပဲနေခဲ့ငါဘယ်လိုဝယ်ရမယ်ဆိုတာကိုပဲနေငါ့ကိုပြောပြဘာမှမဟုတ်ပါဘူးငါလည်းအတွေ့အကြုံမရှိဘူးဆိုရင်နေငါ့ကိုတင်ပြရဆိုရင်နင်တင်တဲ့အတိုင်းပဲငါဝယ်ခဲ့မယ်လေဒီပစ္စည်းဟုတ်ပါပြီဒီလောက်ပြောလို့မရအောင်ဆိုလဲထွက်ဒါဆိုရှင်အလွယ်မှတ်လို့ရအောင်ကျမတစ်ခုပဲတင်ပေးလိုက်မယ်ရှင်ငါဘာလို့မှာရှင်ဘာလို့ကမှလဲဆိုတော့ဘယ်ပစ္စည်းကိုပဲရှင်ကိုပဲတဝက်ဈေးပေးပြီးတော့ဝယ်တဝက်ဈေးပေးပြီးတော့ဝယ်ဘယ်ပစ္စည်းကိုပဲဝယ်နော်ဟုတ်တယ်ဘယ်ပစ္စည်းကိုဖြစ်ဖြစ်ရှင်တဝက်ဈေးပေးပြီးဝယ်မှာကျမတို့ပြန်ရောက်မှာညက်မှာပေါ့ဩတဝက်ဈေးပေးပြီးဝယ်ပြီးငါတို့ပြန်ရောက်ညက်ပြီပေါ့နော်ဟုတ်တယ်အဲကြောင့်မလို့ရှင်တေချာမှတ်သွားမှာဘယ်ပစ္စည်းကိုပဲဝယ်ရှင်တဝက်ဈေးပေးပြီးတော့ဝယ်အဲ့ဒါတခုပဲရှင်မှတ်သွားဟုတ်ပြီလားရဘူးခနေဝေးရပလေဟုတ်ကဲ့မဘယ်လောက်ရမလဲမမကဒီကောင်လေးတွေကတပူးကျွန်တော်တို့20ပဲပေးတယ်ဟုတ်ရလားရပါတယ်ရတယ်ချာနေဝေးပလေးနေဝေးသံတို့တန်စားနေဝေးဘီယာဘူးကိုနေဝေးဘီယာပလေးနေဝေးဘောရီဝေးတန်နေဝေးသံတို့တန်စားနေဝေးဟုတ်တီဗီလည်းမဟုတ်ဘူးလားတီဗီဟုတ်ဝေးလေဟုတ်တီဗီအကောင်းလားကိုကောင်းပါဗျာကောကြည့်လို့ရတယ်ပေါ့ရတာပေါ့တီဗီရတယ်လေဝဲတယ်အဲ့လိုအကောင်းလေးဆိုပိုကြိုက်တယ်ဝဲတယ်ဟုတ်ဟိုဟာနေဝဲတော့ဘယ်လောက်ပေးရလဲအသက်ဝဲတော့ရှာပြီးတော့မမပြီးတော့ဘူးဝဲအဲ့ဆိုရင်ဟိုဟာလေငါနဲတယ်များရတော့သဘောမထားနဲ့ကွာငါတသိန်းခွဲပေးမယ်တသိန်းခွဲသဘောတူလားအဆင်ပြေလားမအဆင်မပြေလဲရတယ်နော်အဆင်မပြေလဲရရနော်ထူးတော့ဗျာကိုရောင်းမယ်ဗျာရောင်းမယ်တသိန်းခွဲပဲနော်မသိချစဉ်းစားရနော်တသိန်းခွဲရောင်းမှာနော်ရောင်းမယ်ဆိုတင်လိုက်ဟုတ်တင်လိုက်လေကြောင်ကောင်းမြတ်တို့ကလေချက်အိမ်ကမိမထွက်လာတယ်တခါတည်းမှာပစိုးပါလက်ကားပေးလိုက်ဒီပစိုးပါလက်ကားပေးပစိုးပါလက်ကားပေးလိုက်ဦးကျန်းလက်ကားပေးလိုက်ကြိုက်သွားပြီဟုတ်ပြီမိမအိမ်ကလာတယ်တခါတည်းမှာလိုက်တယ်ဟမ်ကြော့ဒီမှာတသိန်းခွဲနော်သိန်းခွဲဒါပဲနော်โอเคသွားပြီကိုခဏလေးဘာလဲရောင်းစရာတခုချန်ပြီဘာရောင်းမလို့မရရောင်းစရာချန်ဒီမှာကိုဖုန်းနေတော့မကွာငါနဲ့မဆိုင်ဘူးလေငါနဲ့မလုပ်ဘူးငါအဲ့လုပ်တယ်ခဏလေးပါဘာလဲတဝက်ကြီးရမယ်ဆိုကိုမလို့ချင်းလားတဝက်ကြီးခဏလေးကြည့်လိုက်မယ်တေချာလို့လားဟုတ်တေချာလမ်းနေနော်လမ်းနေကိုခင်ဗျအဲ့ဒါအသက်ဝယ်တော့ဘယ်လောက်ပေးရတက်ဝယ်တော့ကြာပြီဆိုမမတ်ပြီးတော့ဘူးကွာဒါလည်းမင်းနေပြန်ဒါလည်းမင်းရောခင်ဗျားလေတော်တော်သုံးမကြတာပဲ TV မေးတော့လဲကိုဝယ်ခဲ့တဲ့ဘယ်စီမံမမှတ်မိဘူးဖုန်းကိုမေးပြန်တော့လဲကိုဝယ်ခဲ့တဲ့စီမမှတ်မိဘူးခင်ဗျားတော်တော်အုံတော့မကောင်းတာပဲကြက်မပြေတာပဲခင်ဗျားကျွန်တော်မတော်ဘူးခင်ဗျားကျွန်တော်တော့မတော်ဘူးဒါတော်တော်ညံ့တာပဲကဲဟုတ်ပါပြီဒီဖုန်းကဟိုဟာပုံစံတော့ကြိုက်ပါတယ်မော်ဒယ်ဘယ်လောက်မော်ဒယ်ကငန်းခင်စီရလည်းချောတယ်နော်တမုံကြီးမိုက်တယ်ကြည့်ရတယ်တမုံကြီးငယ်ရဲကျွန်တော်ကြိုက်တယ်ဟာဘာနေပြောနေရလဲကြာပြီဆိုတော့မမတ်မိတော့ဘူးလေကွာမင်းကလည်းပြေးပြကွာဟုတ်လက်ပွေလဲမရအောင်ဒီလက်ပွေလေးဗျာကျွန်တော်ထည့်ထားတာဗျာမေ့သွားတာဗျာကျွန်တော်လက်ပွေနဲ့မရတော့ဗျာလက်တရအသမားတွေတက်လို့လားမသိဘူးတော့မရတော့ဘူးဗျာကိုကစေမျိုးလို့လုပ်လိုက်ဗျာကျွန်တော်တသိန်းခွဲပဲပေးဗျာတသိန်းခွဲပဲပေးနော်တသိန်းခွဲကိုလက်ပွေလည်းမရယူပါတော်စင်းနဲ့ဒီဖုန်းပိုင်စင်ကဒီလက်ပွေနဲ့ဖွင့်တာမရဘူးဒီဖုန်းကရပါလေတက်တာမယူတသိန်းခွဲနော်တသိန်းခွဲရပြီပြီးရောမိမအိမ်ကမှာလေကဘာဝဲတဝက်ဈေးပေးဝယ်တဲ့ရှော့ကဲ
ကျင်းနေပြီလား ဟာကျင်းနေပြီကျင်းနေပြီကိုကျင်းနေပြီကျေးဇူးပဲနော်ကို ခဏကြောက်တော့မလဲသေးပါဘူးဗျာအနေဝေးတွေကြီးတွေဝေးတွေအာတို့တန်စားတွေဝေးတွေတန်တွေဝေးတွေကြီးတွေဝေးတွေဟာလေဘာကြည့်တာ ဘာကြည့်ရမှာလဲ TV ကိုတိကျချိန်နေတာ ဟောမရောကျွန်တော်ခုနကမှခုနလေးကလူတယောက်ကကျွန်တော်တောင်းပြီးတော့ရောင်းလို့ကျွန်တော်ဝဲလာတာနော်တသိန်းခွဲတောင်ပေးရတယ်မရောင်းဘူးနော် ဝဲပါဦး မိန်းမရေမိန်းမလေးရေ လာပြီရှင်လာပြီမလေးတောင်ချိုးညာပဲဘာဖြစ်မလေးလေးတစ်ခါရခိုင်းခါ ဟောမင်းမလာပါဦးမင်းမမချ TV ဟုတ်တယ်အကြည့်ပဲမိန်းမ TV ကြည့်ဖို့ဆိုပြီးယောက်ျားလေးလမ်းမှာလာရောက်တဲ့ကောင်တရားကြီးအဲ့ဒီ TV ကိုဝယ်ခဲ့တာဗျာတဝက်စင်းနဲ့ တဝက်စင်းနဲ့ ဟုတ်ပါဗျာ ဘယ်လောက်တောင်လဲ မလေးဟာဘာမှမမြောင်ယောက်ျားတသိန်းခွဲနဲ့အပြတ်ဝယ်ခဲ့လိုက် တသိန်းခွဲဒီ TV ကိုတသိန်းခွဲပေးပြီးဝယ်လာတယ် မင်းမဝမ်းသာနေဝမ်းမသာနေဟိုရတယ်မကသေးဟမကျဟာလာပါလေ ဟုတ်ကြီး အေးဟုတ်တယ်ရွာပင့်လာတာဟာမိမလည်းကွာ9000ချောင်းကုန်ပြီဒီဘုံအဲ့ဘုံလေးယောက်ျားဘယ်လောက်နဲ့ယူလာလဲသိလား ဘယ်လောက်နဲ့ယူလာလဲ အဲ့ဒါလေးကိုလေယောက်ျားတသိန်းခွဲနဲ့ယူလာတာ မလေးကျမပတ်စံနဲ့ကုန်ပါပြီ ဗျာဦးကြီးဖေကောင်းမြတ်ဗျာဦးကြီး မင်းထားပါဦးတာ အော်ဒါလားကျွန်တော်ခုနကမှဝင်လာတာလေဦးကြီးရဲ့ ဒီကိစ္စမမကျွန်တော်ပြန်မအောင်နော်ဦးကြီးပြန်မအောင်ဟုတ်တယ်နော်မင်းမနော်ပြန်မအောင် ငါဝယ်ဖို့လာနေမဟုတ်ဘူးနော်ဒီကိစ္စကိုပြောနေတာမင်းဒီကဘယ်ရောက်ပြီးတော့ဝယ်လာ အော်ဒီရလားအော်ကျွန်တော်လမ်းမှာလေလူတယောက်ကလာတာဖြတ်ပြီးတော့ကျွန်တော်လာတာတွေ့ရတယ်အဲ့ကြောင့် तू ကလေးလေးနဲ့ तू မှလာဦးကြီးသနာပါတယ် မင်းဒါခွဲရပါပစ္စည်းကိုမင်းလက်ခံတာပဲ ရပါ ဒါခွဲရပါ ဘူးလို့နောက်ပြီးတော့နေပစ္စည်းဘာကြံသေးတယ် ကြံသေးတယ်ဖုန်းကြံသေးတယ် ဖို့ ဟာတော့မသိ အော်ဟုတ်မင်းမပြလာ ကြည့်ကြလား ပြလာ ဟုတ်တယ်ဟုတ်တယ် ကြည့်ရတယ်ဟုတ်တယ်တသိန်းခွနဲ့ ဟုတ်တယ်ဟုတ်တယ် ဟဲ့မဟုတ်တာ ငါတို့ဖုန်းငါတို့ဖုန်းအမေတို့အိမ်မှာထားတယ် ဒါလည်းခင်ဗျားတို့ဘို့ ဟုတ်ကြ ဘာမှရှင်းပြမနေနဲ့ ဟာဦးကြီး ဘာမှရှင်းပြမနေနဲ့မင်းခွဲရပါပစ္စည်းတွေကိုလက်ခံတာ ဗျာ မင်းကငါ ဟုတ်ကြ ဖမ်းရလိမ့်မယ် ဖမ်းပါ မဟုတ်ဘူးလေဦးကြီးကျွန်တော်ခိုးရပါပစ္စည်းလက်ခံတာမဟုတ်လေဒါကိုကျွန်တော်ခိုးလာတာမဟုတ်ဘူးနော်ကျွန်တော်လမ်းမှာဝယ်လာတာပါ ဘာမှရှင်းပြမနေနဲ့ဒီပစ္စည်းတွေကသူတို့စီကပစ္စည်းတွေမင်းခိုးလာတာအဲ့တော့စခိုင်းရောက်မှမရှင်းမင်းကအခုဖမ်းရမယ် ပါနေ